အာဆင်နယ်အသင်းသည်စတန်ဖို့ဘရစ်တွင်ကစားခဲ့သောကာရာဘောင်ဖလားဆီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်၌ချဲစီအသင်းကို3-2ဖြင့်အနိုင်ရယူနိုင်ခဲ့ပါသည်ဤပွဲတွင်ဗစ်တာဂရိုဂရက်စ်ကတကိုးသွင်းတကိုးဖန်တီးပေးကခြေစွမ်းပြခဲ့သည်ချဲစီအသင်း၏နီးပြသစ်လီယန်ရိုစင်နီယာ၏ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာရှုံးနိမ့်မှုဖြင့်အဆုံးသတ်ခဲ့ရသည်လူစားဝင်ကစားသမားအလက်ဇန်နာရိုဂါနာချိုကဒုတိယပိုင်းတွင်2ဂိုးသွင်းယူပေးခဲ့တော်လဲအာဆင်နယ်အတွက်ဗန်ဝိုက်မာတင်ဇူဘီမန်ဒီနှင့်ဂရိုဂရက်စ်တို့၏အင်ကိုများကြောင့်အာဆင်နယ်ကအနိုင်ရသွားခြင်းဖြစ်သည်ပွဲစဉ်အကျဉ်းချုပ်ပွဲအစ9မိနစ်တွင်ဒီကလန်ရိုက်စ်ထောင်းကန်ဘောမှတဆင့်ဗန်ဝိုက်ကခေါင်းတိုက်ကအာဆင်နယ်အတွက်အဖွင့်ဂိုးကိုစောစောစီးစီးရယူပေးခဲ့သည်ချယ်ဆီဂိုးသမားရောဘတ်ဆန်ချက်စ်အနေထားမှားယွင်းခဲ့တော်လဲလူကြုံနေသည့်ဂရိုဂရက်စ်ကဂိုးသမားကိုအနှောက်အယှက်ပေးခြင်းရှိမရှိဖြင့်စစ်ဆေးပြီးနောက်ဂိုးအဖြစ်သတ်မှတ်ခဲ့သည်ဒုတိယပိုင်း49မိနစ်အာဆင်နယ်ဒုတိယပိုင်းကိုအရှိန်ပြင်းပြင်းဖြင့်ပြန်ဆခဲ့သည်ဗန်ဝိုက်၏ဖြတ်တင်ဘောကိုဂိုးသမားဆန်ချက်စ်လက်လွတ်စပြုဖြစ်ခဲ့ရာမှဂီယိုဂရက်စ်ကအနီးကပ်ပိတ်သွင်းပြီးဒုတိယကိုရယူခဲ့သည်မိနစ်60နီးပါးချယ်ဆီအတွက်ဂါနာချိုကနောက်တိုင်တွင်ပိတ်သွင်းကခြေပကိုတကိုးပြန်လည်သွင်းယူခဲ့သည်81မိနစ်ဂီယိုဂရက်စ်၏လိမ္မာပါးနက်စွာဘောလုံးထိန်းပေးမှုမှတဆင့်ဇူဘီမန်ဒီကချယ်ဆီနောက်ခံလူများကိုကြော်ဖြတ်ကာပြင်းထန်သောကန်ချက်ဖြင့်အာဆင်နယ်အတွက်တတိယဂိုးသွင်းယူခဲ့သည်ပွဲပြီးခါနီးဂါနာချိုကပင်သူ၏ဒုတိယမြောက်ဂိုးကိုထပ်မံသွင်းယူခဲ့သဖြင့်ပွဲအပြီးတွင်3-2ဖြင့်ရလဒ်ထွက်ပေါ်ခဲ့သည်ကျေးဇူးပြုပြီးဗီဒီယိုလေးကိုမကြည့်မီမှာ like နဲ့ subscribe လေးနေပေးခဲ့ပါဦးမိတ်ဆွေတို့အတွက်ဒီလိုလုပ်တာဟာအပန်းမကြီးပေးမဲ့ကျွန်တော်တို့အတွက်ကတော့ဆက်လက်ဗီဒီယိုတွေတင်နိုင်ဖို့ခွန်အားများစွာဖြစ်စေပါတယ်ဒါကြောင့် like နဲ့ subscribe လုပ်ပေးဖို့အနူးညွှတ်တောင်းဆိုပါတယ်